တာဝရင်သားရဲ့အပေါ်ကိုတက်သွားလိုက်ရင်တော့ယာမာနတ်ပုံပါနတ်ပြည်6ထပ်မှာအောက်ဆုံးမှရည်လင်3ပုံမြောက်ထက်ပါတယ်စင်ရဲဒုက္ခမှာကင်းကြသောနတ်ချမ်းသာများနေရပုံဖြစ်သည်တာဝရင်သား၌တကြားမင်းရှိတဲ့ကဲ့သို့ယာမာပုံတွင်လည်းသူ့ယာမာနာမည်အုပ်ချုပ်ပါတယ်ယာမာနတ်တတိနတ်တုလိအရေးအတွက်အားဖြင့်နှစ်ပေါင်း2000ရှိကြပါတယ်လူတို့၏အရေးအတွက်အားဖြင့်ဆိုရင်14ကလေးနဲ့4တိုင်းရှိပြီးလူတို့၏နှစ်ပေါင်း200သည်ယာမာနတ်ပြည်၌တရက်ထက်ပါတယ်ယာမာနတ်ပြည်အထက်မှာတော့တုတိတနတ်ပြည်တည်ရှိပါတယ်ကြီးကျယ်မင်းမြတ်သောစီးစိမ်ကျက်စီရီတို့နဲ့ပြည့်စုံကြသူ၍နှစ်သက်ရှင်လန်းခြင်းတို့ရောက်နေကြသောနတ်တို့၏ဆံရပုံဖြစ်ပါတယ်နတ်ဘုံ၏ထူးခြားချက်ကတော့ဖျားအလောင်းနတ်သားများဖျားမဖြစ်မီရောက်လေရှိကြတဲ့နတ်ဘုံဖြစ်ပါတယ်ဂေါရမဖျားအလောင်းဟာလည်းဖျားမဖြစ်မီတဘဝမှာတုတိတနတ်ပြည်၌တဲတကေတုမီသောနမင်းဖြစ်ခဲ့ပါတယ်ဖျားအလောင်း၏မဲတော်အနာတပင်တတိယစသည်သူတော်ကောင်းပုဂ္ဂိုလ်များဆံရနတ်ပြည်လည်းဖြစ်ပါတယ်တုတိတနတ်သက်သည်နှစ်ပေါင်း4000ရှိပါတယ်လူတို့ယူနစ်400ဒီတုတိတနတ်ပြည်တရက်တည်ပါတယ်နေမာနယတိနတ်ပြည်ဟာနတ်ပြည်6ထပ်မှာဒုတိယအမြင့်ဆုံးနတ်ပြည်ဖြစ်ပါတယ်